ကျေပြောလာတဲ့သဲကန္နာရထဲမှာလူငယ်လေးတွေမြင်းစီရင်လျှို့ဝှက်စမ်းကြဲတဲ့ကူတစ်ခုကိုတွေးလိုက်ရတယ်။ကူထဲကနေမြေတူးတန်တွေကြားလိုက်ရတဲ့အခါသူတို့ထဲကနှစ်ယောက်ကတိကျင်စိတ်နဲ့အတန်တိတ်ချင်းကပ်သွားတယ်။ဂျိုနက်ဆိုတဲ့ကောင်လေးတစ်ယောက်ကကူထဲမှာရွှေလိုက်ရှာနေတဲ့လူဆိုးကိုင်းတစ်ခုကိုမြင်လိုက်ရတယ်။သူတို့နာရီပေါင်းများစွာတူးဖော်ပြီးတဲ့နောက်မှာတော့ရွှေစစ်စစ်နဲ့လှုပ်ထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့လက်ဝါးကပ်တိုင်တစ်ခုကိုတွေ့ရှိသွားကြတယ်။ဒါပေမဲ့ဂျိုနက်တစ်ယောက်အံ့အားသင့်သွားတယ်။အဲ့ဒီပစ္စည်းကပြားတိုက်မှာရှိရမယ့်ပစ္စည်းမှန်သူသိနေလို့ပါပဲအဲ့ဒီလူဆိုးတွေရောင်းစားသွားမှာကိုတားဆီးဖို့အတွက်တငယ်ချင်းကိုရဲခေါ်ခိုင်းလိုက်ပြီးသူကိုယ်တိုင်ကတော့ရွှေလက်ဝါးကပ်တိုင်ကိုခိုးယူပြီးထွက်ပြေးခဲ့တယ်လူဆိုးတွေတိသွားတဲ့အခါမြင်းတွေကိုစီးပြီးသူ့ကိုလိုက်တော့တယ်အသက်လူပြီးပြေးရင်းနဲ့ဂျိုနက်စ်ကပြေးနေတဲ့ယထာတစ်စင်းကိုမြင်ပြီးအပေါ်ကိုခုန်တက်လိုက်တဲ့ယထာပေါ်မှာတော့အစိတ်ရှိတဲ့ငွေတွေနဲ့တခြားအနေရရှိတဲ့တိရစ္ဆာန်တွေအများကြီးပါနေပေမဲ့သူလွတ်မြောက်အောင်စူးစမ်းခဲ့တယ်လူဆိုးတွေကလည်းယထာတွဲတိုင်းမှာသူ့ကိုလိုက်ရှာနေတယ်။နောက်ဆုံးမှာတော့ဂျိုနက်စ်ကမော်တစ်တာတစ်လုံးထဲဝင်ပုံးလိုက်တယ်။လူဆိုးတွေတစ်တာကိုလာဖွင့်တဲ့အခါဂျိုနက်စ်မရှိတော့ဘူး။တကယ်တော့အဲ့ဒီတစ်တာကမော်ပညာရှင်တွေသုံးတဲ့လျှို့ဝှက်အပေါက်ပါတဲ့တစ်တာဖြစ်ပြီးဂျိုနက်စ်ကယထာဘော်ကနေဘယ်သူမှမသိအောင်ဆင်းပြေးသွားခဲ့တယ်။သူ့ကိုမတွေ့တဲ့အခါလူဆိုးတွေလိုက်တာကိုရက်လိုက်ရပေမဲ့ခေါင်းဆောင်ဖြစ်သူကတော့ဂျိုနက်စ်ကိုအနာဂတ်အတွက်တစ်ခုခုစီစဉ်ထားသလိုမျိုးအတိတ်ပဲပါတဲ့အပြုံးနဲ့ကြည့်နေခဲ့တယ်။ဂျိုနက်စ်တယောက်ရွှေလက်ဝါးကပ်တိုင်ကိုယူပြီးအိမ်ပြန်ရောက်တဲ့အခါရှေးဟောင်းသူတေသနညာရှင်ဖခင်ဟယ်ရီကိုဂုဏ်ယူစွာနဲ့ပြတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကသူတေသနအလုံးနဲ့အလုံးများနေတာကြောင့်ဂျိုနက်စ်ရဲ့စူးစမ်းမှုကိုတိတ်ပြီးဂရုမစိုက်ခဲ့ဘူး။ခဏအကြာမှာတငယ်ချင်းနဲ့အတူရဲတွေရောက်လာပေမဲ့အဲ့ဒီရဲကလူဆိုးကိုင်းနဲ့ပူးပေါင်းနေတဲ့သူဖြစ်နေတယ်။အဲ့ဒီရဲကရွှေလက်ဝါးကပ်တိုင်ကိုသိမ်းယူပြီးတထေးတယောက်ကိုပေးလိုက်တယ်။အဲ့ဒီအတွက်သူကစာတစောင်ကိုပြန်ယူလိုက်တာကြောင့်ပစ္စည်းကပိုပြီးအန္တရာယ်ရှိတဲ့လက်ထဲရောက်သွားပြီဆိုတာထင်ရှားသွားတယ်မသွားခင်မှာလူဆိုးကိုင်းကောင်းဆောင်ကဂျိုနက်စ်ကိုသူ့စီမှာထူးခြားတဲ့အရာတွေစောင့်ကြိုနေကြောင်းနဲ့ထွက်ပြေးတတ်တဲ့စွမ်းရည်ကိုပိုပြီးကျွမ်းကျင်အောင်လေ့ကျင့်ထားဖို့မှာသွားတယ်အဲ့ဒီစကားကြောင့်ဂျိုနက်စ်တယောက်စိတ်ရှုပ်ထွေးသွားပြီးနောက်နှစ်တွေအများကြီးကုန်ဆုံးသွားခဲ့တယ်အခုတော့အရွယ်ရောက်လာပြီဖြစ်တဲ့ဂျိုနက်စ်ဟာသမုဒ္ဒရာအလဲကသင်္ဘောတစ်စင်းပေါ်မှာရက်ဆက်တဲ့ရာဇဝတ်ကောင်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုခံနေရတယ်။သူဟာအဲ့ဒီရွှေလက်ဝါးကပ်တိုင်ကိုပြန်ယူဖို့ရောက်လာတာဖြစ်ပေမဲ့အဲ့ဒီကိုင်းကသူ့ကိုဖမ်းမိသွားပုံရတယ်။ရုတ်တရက်ဆိုသလိုကြီးမားတဲ့လှိုင်းလုံးကြီးတွေသင်္ဘောကိုရိုက်ခတ်ပြီးအရာအလုံးပယမ်းပါတာဖြစ်သွားတယ်။ကြီးမားတဲ့ကွန်တိန်နာတွေတစ်ခုနဲ့တစ်ခုတိုက်မိပြီးသင်္ဘောတစ်ပြင်လုံးမှာပြင်းထန်တဲ့ပေါက်ကွဲမှုတွေဖြစ်ပွားပါတော့တယ်။အခွင့်ကောင်းကိုအမိအရဆုပ်ကင်ပြီးဂျိုနက်စ်ဟာရွှေလက်ဝါးကပ်တိုင်ကိုဆွဲယူကာပြင်းထန်တဲ့ဇက်တိုက်ပေါက်ကွဲမှုတွေကြောင့်သင်္ဘောတစ်စင်းလုံးပျက်စီးမသွားခင်ပင်လယ်ထဲကိုခုန်ချလိုက်တဲ့သင်္ဘောဟာလှိုင်းလုံးတွေအောက်နစ်မြုပ်သွားပြီးသင်္ဘောပေါ်ပါလာသူအားလုံးနီးပါးသေဆုံးသွားခဲ့တယ်ဂျိုနက်စ်ကတော့အဲ့ဒီလူဆိုးကိုင်းကောင်းဆောင်နောက်ဆုံးတော့သေဆုံးသွားပြီလို့ယုံကြည်ပြီးတန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းပစ္စည်းနဲ့အတူအသက်ရှင်လွတ်မြောက်ခဲ့တယ်အတန်ကြာတဲ့အခါဂျိုနက်စ်ဟာတက္ကသိုလ်ပရော်ဖက်ဆာတစ်ယောက်ဖြစ်လာပြီးကျောင်းသားတွေကသူ့ရဲ့ထူးခြားပြောင်မြောက်တဲ့အသိပညာတွေကိုလေးစားအားကျနေကြတယ်။မာကူလို့ခေါ်တဲ့တငယ်ချင်းဟောင်းတစ်ယောက်ကသူ့ကိုနောက်ထပ်အနေရရှိတဲ့စွန့်စားခန်းတစ်ခုတည်းဆွဲခေါ်မဲ့အဆိုပြုချက်တစ်ခုနဲ့အတူမမျှော်လင့်ပဲရောက်ရှိလာတဲ့အခါသူ့ရဲ့အေးချမ်းတဲ့ဘဝလေးအနှောက်အယှက်ဖြစ်သွားတယ်။ပြားတိုင်းမှုလည်းဖြစ်ရှေးဟောင်းသူတေသနညာရှင်လည်းဖြစ်တဲ့မာကူဟာဂျိုနက်စ်နဲ့တွေ့ဆုံခဲ့ပြီးဂျိုနက်စ်ကဂန္ဓဝင်ရွှေလက်ဝါးကပ်တိုင်ကိုသူ့ကိုဂုဏ်ယူစွာနဲ့ပြသခဲ့တယ်။ဒီလောက်နှစ်တွေအကြာမှာတန်ဖိုးမဖြတ်နိုင်တဲ့ဒီရှေးဟောင်းပစ္စည်းကိုပြန်မြင်ရလို့မာကူတယောက်အံ့အားသင့်သွားတယ်။ဒီရှေးဟောင်းပစ္စည်းကိုတွေ့ရှိတဲ့သတင်းကမြန်မြန်ဆန်ဆန်ပဲပြန့်နှံ့သွားပြီးမကြာခင်မှာပဲသတင်းထောက်တွေနဲ့မီဒီယာအဖွဲ့တွေဟာအကြောင်းစုံကိုသိချင်လို့အဲ့ဒီနေရာကိုအလုံးရင်းနဲ့ရောက်လာကြတယ်။လူတွေရဲ့အာယုံဆိုင်မှုကိုစိတ်ပြက်လာတဲ့ဂျိုနက်စ်ဟာနောက်ပင်ပေါက်ကနေတိတ်တဆိတ်ထွက်ပြေးခဲ့ပေမဲ့လျှို့ဝှက်စမ်းကြဲတဲ့အဖွဲ့တစ်ခုရဲ့တားဆီးခြင်းကိုခံလိုက်ရပြီးချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက်စီကိုအခေါ်ခံလိုက်ရတယ်။အံ့ဩစရာကောင်းတာကအဲ့ဒီစီးပွားရေးသမားဟာရွှေလက်ဝါးကပ်တိုင်ကိုစိတ်မဝင်စားပါဘူး။အဲ့ဒီအစားစီးပွားရေးသမားကဂျိုနက်စ်ကိုရှေးဟောင်းစာပေတွေရေးထိုးထားတဲ့ကြောက်ပြားကြိုးတစ်ချက်ပြလိုက်တဲ့ရှေးဟောင်းသူတေသနညာမှာကျွမ်းကျင်တဲ့ဂျိုနက်စ်ဟာအဲ့ဒီစာတွေကိုဘာသာပြန်နိုင်ခဲ့တယ်။အဲ့ဒီစာထဲမှာယေရှုနောက်ဆုံးညစာစားပွဲမှာသုံးခဲ့တယ်လို့ယုံကြည်ရတဲ့ Holy Grail ခွတ်တော်အကြောင်းပါရှိတယ်။ဒဏ္ဍာရီအရယေရှုကိုလက်ဝါးကပ်တိုင်မှာအသေးခံစေတဲ့အခါသူ့ရဲ့သွေးဆက်အချို့ခွက်ထဲကိုကျသွားပြီးအံ့ဖွယ်စွမ်းအားတွေရသွားတယ်လို့ဆိုတယ်။အဲ့ဒီခွက်ထဲကနေရိုးရိုးရေကိုတောက်ယုံနေတင်ထာဝရအသက်ကိုရနိုင်တယ်လို့ပြောကြတယ်။တချို့ကတော့
ဒီဇလန်းကိုယုံပေမဲ့တချို့ကတော့ဒန်နာရီလို့သတ်မှတ်ကြပြီးဂျိုနက်စ်ကတော့တန်တရားဖြစ်နေသေးပါပဲစီးပွားရေးသမားကညီအကို3ယောက်ဟာ Holy Grail ကိုလိုက်ရှာခဲ့ပေမဲ့2ယောက်ပဲအသက်ရှင်လျက်ပြန်ရောက်ခဲ့တယ်လို့ရှင်းပြတယ်။သူတို့တွေက1ယောက်ကနောက်ပိုင်းမှာခရီးစဉ်အကြောင်းစာအုပ်ရေးခဲ့ပြီး Grail ဟာအဲ့ဒီညီအကိုတွေရဲ့ဂူထဲမှာပုန်းကွယ်နေတယ်လို့ဖော်ပြထားတယ်။ဆိုလိုတာကသူတို့ရဲ့ဂူကိုရှာတွေ့တဲ့သူဟာဒီဒန်နာရီလာပစ္စည်းကိုလည်းရှာတွေ့မှာပဲသူကနောက်ထပ်ပြောပြတာကတော့နှစ်တွေအကြာကြီးကသူဟာဂျိုနက်စ်ရဲ့ဖခင်ဟယ်ရီကိုအဲ့ဒီဂူရီရှာဖို့ငှားရမ်းခဲ့တာဖြစ်ပြီးဟယ်ရီဟာခရီးစဉ်အတွင်းမှာပဲပြန်ပေးဆွဲခံလိုက်ရပြီးလျှို့ဝှက်စွာပျောက်ဆုံးသွားခဲ့တာတဲ့ဒီစကားကြားလိုက်ရတော့ဂျိုနက်စ်တုန်လှုပ်သွားပြီးဖခင်ရဲ့အိမ်ကိုအမြန်သွားလိုက်တယ်ဒါပေမဲ့အိမ်ကအကုန်ငွေနောက်ခံထားရတယ်ဟယ်ရီကိုဘယ်မှမတွေ့ရပေမဲ့ဖခင်ရဲ့မှတ်တမ်းစာအုပ်ပါတဲ့အထုပ်တစ်ထုပ်ကိုတော့တွေ့သွားတယ်မှတ်စုတွေကိုလေ့လာကြည့်တဲ့အခါညီကိုတွေရဲ့ဂူဟာအီတလီမြို့တစ်မြို့မှာရှိနေတာကိုသိလိုက်ရပြီးသူ့ဖခင်လည်းအဲ့ဒီမှာပဲရှိနေလိမ့်မယ်လို့ဂျိုနက်စ်ယုံကြည်သွားတယ်အချိန်မဆိုင်ပဲဂျိုနက်စ်ကသိသမျှအကြောင်းအရာတွေကိုစီးပွားရေးသမားကိုပြောပြပြီးမာကုနဲ့အတူအီတလီကိုထွက်ခွာခဲ့တယ်သူတို့မသွားခင်မှာစီးပွားရေးသမားကအီတလီရောက်ရင်အဲဆာဆိုတဲ့ပရော်ဖက်ဆာတစ်ယောက်ကသူတို့ကိုကူညီပေးလိမ့်မယ်လို့ပြောလိုက်တယ်အီတလီမှာတော့အဲဆာကသူတို့ကိုကြိုဆိုပြီးဟယ်ရီရဲ့မှတ်တမ်းထဲမှာဖော်ပြထားတဲ့နေရာအတိုင်းရှေးဟောင်းဘုရားကျောင်းတစ်ခုစီကိုခေါ်ဆောင်သွားခဲ့တယ်။အဆောက်အုံဟောင်းကိုစစ်ဆေးနေရင်းနဲ့ဂျိုနက်စ်ဟာဖခင်ရဲ့မှတ်စုတွေထဲမှာသူမြင်ဖူးတဲ့ယေရှုပုံနဲ့အလှဆင်ထားတဲ့မှန်တစ်ချက်ကိုသတိထားမိသွားတဲ့အနီးနားမှာရေးထိုးထားတဲ့စာတွေထဲမှာလက်ဝါးကပ်တိုင်ကြီးတစ်ခုအကြောင်းဖော်ပြထားတာကြောင့်ဂျိုနက်စ်နဲ့မာကူတို့ဟာဖျားကျောင်းတစ်ပြင်လုံးကိုရှာဖွေခဲ့ကြတယ်။နောက်ဆုံးမှာတော့ကျမ်းပြင်ပေါ်မှာလက်ဝါးကပ်တိုင်ပုံစံအမှတ်သားတစ်ခုကိုတွေ့သွားတယ်။အဲဒီအောက်မှာလျှို့ဝှက်လမ်းကြောင်းတစ်ခုကိုဖွင့်လိုက်တဲ့အခါမြေအောက်ထဲကိုဥတီနေတဲ့လျှို့ဝှက်ဥမင်လိုင်ကောင်းကိုတွေ့လိုက်ရတယ်။ဂျိုနက်စ်နဲ့အဲဆာတို့အမှောင်ထုထဲကိုဆင်းသွားကြပေမဲ့အဲ့ဒီဥမင်ထဲမှာရေမဟုတ်ပဲအလွယ်တကူမီးလောင်နိုင်တဲ့လောင်စာဆီတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရတယ်။ဂျိုနက်စ်ကရှေ့ဆက်သွားဖို့မီးတုပ်ကိုထွန်းလိုက်ချိန်မှာပဲအပေါ်မှာလက်နက်ကင်လူစုတစုရောက်နေမှန်းသူတို့မသိလိုက်ကြဘူး။သူတို့ကမာကုကိုရိုက်နှက်ပြီးသတိလစ်သွားအောင်လုပ်လိုက်တယ်။ဂျိုနက်စ်အမှန်တရားကိုမတွေ့ရှိခင်တားဆီးဖို့အတွက်ဥမင်ထဲကိုဝင်လာကြတယ်။မြေအောက်အနက်ပိုင်းမှာတော့ဂျိုနက်စ်နဲ့အဲဆာတို့ဟာအုတ်ကူပေါင်းများစွာနဲ့ပြည့်နေတဲ့ရှေးဟောင်းတင်ချိုင်းခန်းကိုရောက်သွားတယ်။ဂူတစ်ခုကထူးခြားနေလို့ဂယုတစိုက်ဖွင့်ကြည့်လိုက်တဲ့အခါရှေးခေတ်သူရဲကောင်းတစ်ယောက်ရဲ့ရုပ်အလောင်းနဲ့အတူလျှို့ဝှက်စာသားတွေရေးထိုးထားတဲ့ရာစုနှစ်ပေါင်းများစွာကဒိုင်းလွှားတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီစာသားတွေမှာအရေးကြီးတဲ့အဖြေတွေပါနိုင်တယ်လို့ယူဆပြီးဂျိုနက်စ်ဟာသင်္ကေတတစ်ခုချင်းစီကိုစက္ကူပေါ်မှာပုံနှိပ်ယူလိုက်တယ်။ရုတ်တရက်ဆိုသလိုပဲလူဆိုးတွေကလောင်စာဆီတွေနဲ့ပြည့်နေတဲ့ဥမင်ကိုမီးရှို့လိုက်တဲ့အတွက်မြေအောက်ခန်းတစ်ခုလုံးမီးတောက်တွေနဲ့ငရဲခန်းတစ်ခုလိုဖြစ်သွားတယ်။မီးတွေလှိမြန်စွာကူးဆက်လာတဲ့အတွက်ဂျိုနက်စ်နဲ့အဲဆာတို့ဟာတန်ဖိုးရှိတဲ့အချက်လက်တွေကိုရလိုက်ပြီးတဲ့နောက်မြေအောက်မြောင်းကနေအသေးအတန်ထွက်ပြေးခဲ့ကြတယ်။လက်နက်ကင်လူတွေကလိုက်ဖမ်းနေတော့မယ်။ဒါပေမဲ့ဂျိုနက်စ်နဲ့အဲဆာတို့ဟာမော်တော်ဘုတ်နဲ့ရေပြင်ပေါ်ကနေထွက်ပြေးနိုင်ခဲ့တယ်။နောက်ကလိုက်လာတဲ့လူဆိုးတွေဟာသင်္ဘောကြီးနှစ်စင်းကြားမှာညှက်မိပြီးတိုက်မိကသူတို့ရဲ့ပုတ်ပျက်စီးသွားခဲ့တယ်။ဂျိုနက်စ်ကအဲ့ဒီဂိုင်းကောင်းဆောင်ခရစ်ကိုဖမ်းမိပြီးတိုက်ခိုက်ဖို့ပြင်လိုက်တယ်။ဒါပေမဲ့ခရစ်ကသူတို့အဖွဲ့ဟာရှေးဟောင်းပစ္စည်းတွေကိုကာကွယ်ဖို့အတွက်ပဲဖြစ်ပြီးဟယ်ရီကိုသူတို့ပြန်ပေးဆွဲတာမဟုတ်ကြောင်းအေးဆေးပဲရှင်းပြတယ်။သူ့ဖခင်ပျောက်ဆုံးမှုအတွက်တခြားဂိုင်းတစ်ခုကသာတာဝန်ရှိကြောင်းဖော်ပြလိုက်တယ်။မာကုစီပြန်ရောက်တဲ့အခါဂျိုနက်စ်ဟာဒိုင်းလွှားကကူးယူထားတဲ့စာသားတွေကိုဘာသာပြန်နိုင်ခဲ့တယ်ရှေးဟောင်းစာတို့အရ Holy Grail ဟာအီဂျစ်အနီးကတဲကန်နာရထဲမှာပုန်းဝယ်နေတယ်ဆိုတာပေါ်ပေါက်လာခဲ့တယ်သူတို့လမ်းခွဲမှဖြစ်တော့မယ်လို့တီးလိုက်တဲ့အတွက်ဂျိုနက်စ်ကမာကုကိုဂရေခွတ်တော်ကိုဆက်ရှာခိုင်းပြီးသူကတော့ဖခင်ဖြစ်သူထိမ့်သိမ်းခံထားရတယ်လို့ယူဆရတဲ့ခံတပ်စီကိုဦးတည်သွားတယ်ရောက်တဲ့အခါမှာတော့အဲ့ဒီခံတပ်ကိုနာဇီတပ်သားတွေကတင်းကျပ်စွာစောင့်ကြပ်နေတာကိုဂျိုနက်စ်တွေ့လိုက်ရတယ်ဒါကြောင့်သူတို့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းစဉ်ဟာထင်ထားတာထက်ပိုပြီးအနေရများနေပါပြီချမ်းသာတဲ့စီးပွားရေးသမားတွေလိုဟန်ဆောင်ပြီးဂျိုနက်စ်နဲ့အဲဆာတို့ခံတပ်ထဲကိုဝင်သွားကြတယ်လူတွေအားလုံးအာယုံလွဲနေချိန်မှာဂျိုနက်စ်ကတိတ်တဆိတ်ထွက်သွားပြီးနောက်ဆုံးတော့ဖခင်ဖြစ်သူဟယ်ရီကိုတွေ့လိုက်ရတယ်။သူတို့နှစ်ယောက်ရဲ့စိတ်လှုပ်ရှားစရာပြန်လည်ဆုံတွေ့မှုဟာခဏတာပဲကြာလိုက်ပါတယ်။ဟယ်ရီကနာဇီတပ်သားတွေဟာသူတို့ရဲ့ Holy Grail ရှာဖွေရေးလုပ်ငန်းစဉ်အကြောင်းသိသွားတာကြောင့်သူ့ရဲ့မှတ်တမ်းစာအုပ်ကိုလိုချင်နေကြကြောင်းအရေးတကြီးပြောပြတယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီစာအုပ်ကိုသူတို့မသိမ်းခင်မှာဂျိုနက်စ်စီကိုဟယ်ရီပို့လိုက်နိုင်ခဲ့တယ်။စ
ကားပြောနေရင်းနဲ့ပဲအဲဆာတယောက်တပ်သားတယောက်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးအသက်ခံရတော့မလို့ဖြစ်နေတာကိုတွေးလိုက်ရတယ်။ဂျိုနက်စ်ကူညီဖို့ပြင်လိုက်ပေမဲ့အဲဆာဟာအစကတည်းကနာဇီတွေနဲ့ပူးပေါင်းနေတာလို့ဟယ်ရီပြောလိုက်တဲ့အတွက်ဂျိုနက်စ်တုန်လှုပ်သွားတယ်ခဏအကြာမှာပဲအဲဆာကသူမရဲ့မူလသစ္စာခံမှုကိုဖော်ထုတ်လိုက်ပြီးဂျိုနက်စ်စီလမ်းလျှောက်သွားကဟယ်ရီရဲ့မှတ်တမ်းစာအုပ်ကိုချက်ချင်းလုယူလိုက်တယ်။ဒီလိုသစ္စာဖောက်မှုကြောင့်ဒေါသထွက်နေတဲ့ဂျိုနက်စ်ကစီးပွားရေးသမားဝေါ်တာလည်းဒီကြံစီမှုထဲမှာပါနေတာကိုသိလိုက်ရတယ်။အစကဟစ်တလာရဲ့အမိန့်အတိုင်းလုပ်နေပေမဲ့အခုတော့ဝေါ်တာဟာဟော်ဝီဂရေအော်ကိုသူကိုယ်တိုင်ပိုင်ဆိုင်ကျင်နေတာပါမှတ်တမ်းစာအုပ်ကိုစစ်ဆေးကြည့်တဲ့အခါအရေးကြီးတဲ့စာမျက်နှာတချို့ပျောက်ဆုံးနေတာကိုဝေါ်တာသတိထားမိသွားပြီးဘာဖြစ်တာလဲလို့မေးတယ်။ဂျိုနက်စ်ကတော့ဂရေခွတ်တော်ကိုရှာဖို့လိုအပ်တဲ့အရေးအမြစ်တွေပါတဲ့အဲ့ဒီစာမျက်နှာတွေကိုတငယ်ချင်းဖြစ်သူမာကုစီကိုအီဂျစ်ကိုပို့လိုက်ပြီလို့အေးဆေးပဲပြောလိုက်တဲ့အခုချိန်မှာမာကုစီမှာအဖြေအားလုံးရှိနေပြီဆိုတာသိလိုက်တဲ့ဝေါ်တာကသူ့လူတွေကိုမာကုကိုချက်ချင်းဖမ်းခိုင်းပြီးဂျိုနက်စ်နဲ့ဟယ်ရီကိုတော့လုံခြုံတဲ့အခန်းထဲမှာတော့ခတ်ပိတ်လှောင်ထားလိုက်တယ်။အဲ့ဒီအချိန်မှာမာကုကတော့အီဂျစ်ကိုရောက်နေပါပြီ။ဂျိုနက်စ်ရဲ့ယုံကြည်စိတ်ချရတဲ့မဟာမိတ်ဆာလာကသူ့ကိုကြိုဆိုပြီးအန္တရာယ်များတဲ့တဲကန်နာရထဲမှာလမ်းပြပေးဖို့သဘောတူလိုက်တယ်။မကြခင်မှာပဲစီးပွားရေးသမားတယောက်ကမာကုစီကိုလာပြီးအနီးနားကပြတိုက်တစ်ခုကိုလာလည်ဖို့ဖိတ်ခေါ်တယ်။အဲ့ဒီမှာအရေးကြီးတဲ့အစည်းအဝေးတစ်ခုစီစဉ်ထားတယ်လို့လည်းပြောတယ်။ဒါပေမဲ့ဆာလာကဒါဟာထောင်ချောက်မှန်းချက်ချင်းသိလိုက်တယ်။အဲ့ဒီနေရာမှာပြတိုက်ဆိုတာမရှိဘူးလို့သူကရှင်းပြတယ်။အဲ့ဒီလူကမာကုကိုပြန်ပေးဆွဲဖို့ဝေါ်တာကလွတ်လိုက်တဲ့ကိုယ်စားလှယ်တယောက်ပါသူတို့ဝိုင်းဖမ်းတဲ့အခါဆာလာကမာကုကိုလွတ်အောင်ကူညီပေးပြီးအနီးနားကအဆောက်အုံတစ်ခုတည်းဝင်ပုံးဖို့ပြောလိုက်တယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲအဲ့ဒီနေရာကကုန်တင်ကားတစ်စီးရဲ့နောက်ခန်းဖြစ်နေပြီးမာကုတယောက်အထဲမှာပိတ်မိသွားတယ်မာကုအဖမ်းခံလိုက်ရပြီလို့ဝေါ်ဒါစီသတင်းပို့လိုက်တဲ့အခါသူတို့နှစ်ယောက်ကိုလိုအပ်တော့မှာမဟုတ်ဘူးလို့ပြောပြီးဂျိုနက်စ်နဲ့ဟယ်ရီကိုတပ်ပစ်ဖို့ဝေါ်ဒါအမိန့်ပေးလိုက်တယ်အကျဉ်းခန်းထဲမှာကျိုးတွေနဲ့အတင်းကျပ်ချီနှောင်ခံထားရတဲ့တားဖနှစ်ယောက်လွလန်းရှာနေကြတယ်။ဂျိုနက်စ်ကသူ့စီမှာမီးချစ်ကြံသေးတာကိုသတိရပြီးမီးရှို့ပြီးလူတွေအာယုံလွဲသွားအောင်လုပ်ဖို့အကြံပေးတယ်။သူတို့ကတစ်သားစပွဲကိုမီးရှို့လိုက်တဲ့အခါမီးတောက်တွေကအခန်းထဲကိုမြန်မြန်ဆန်ဆန်ပြန့်သွားတယ်။အဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးအနီးနားကမီးခိုးကောင်းတိုင်စီရောက်သွားကြပြီးနောက်ဆုံးတော့ချီနှောင်ထားတဲ့ကျိုးတွေကိုဖြေနိုင်လိုက်ကြတယ်။ထွက်ပြေးဖို့စ조사နေတော့ဟယ်ရီကနယံဘော်ကပြိုးဝက်ခလုတ်တစ်ခုကိုမတော်တဆနှိမ့်မိသွားတယ်။အဲ့ဒီအခါနယံကြီးတစ်ခုလဲသွားပြီးခန်တက်ရဲ့အခြားအပိုင်းကိုရောက်သွားမဲ့လှို့ဝက်လန်းတစ်ခုပေါ်လာတယ်။ဒါပေမဲ့သူတို့ထွက်လာတဲ့အခါနာဇီစစ်သားတွေစစ်ဆင်ဖို့ပြင်ဆင်နေတဲ့အခန်းထဲကိုရောက်သွားတယ်။စောင့်ကြပ်နေသူတွေကသူတို့ကိုချက်ချင်းဖမ်းဖို့စ조사ပေမဲ့ဂျိုနက်စ်နဲ့ဟယ်ရီတို့လွတ်မြောက်အောင်ပြေးနိုင်ခဲ့ပြီးခန်တက်ရဲ့အပေါ်ထပ်တွေကိုဥတီပြေးကြတယ်။ဝေါ်တာကစစ်သားအားလုံးကိုမြင်တာနဲ့ပြစ်ဖို့အမိန့်ပေးလိုက်တဲ့အတွက်ဂျိုနက်စ်တယောက်နောက်ထပ်လွတ်လန်းတစ်ခုကိုအသေးအတန်ရှာနေရတယ်အားလုံးမျောလင်းချက်ကုံဆုံးသွားပြီလို့ထင်ရတဲ့အချိန်မှာဟယ်ရီကကလားထိုင်ဟောင်းတစ်လုံးပေါ်ထိုင်မိပြီးနောက်ထပ်လျှို့ဝှက်ရန်တရားတစ်ခုကိုဖွင့်မိသွားပြန်တယ်သူတို့အောက်မှာခန်တက်ရဲ့အရေးပေါ်ထွက်ပေါက်ဥမင်တစ်ခုပေါ်လာတယ်ဂျိုနက်စ်နဲ့ဟယ်ရီတို့အဲ့ဒီလမ်းကနေခန်တက်ကနေထွက်ပြေးခဲ့ကြပေမဲ့နာဇီစစ်သားတွေကတော့သူတို့နောက်ကိုမရက်မနားဆက်ပြီးလိုက်လာနေတော့မှာပဲဂျိုနက်စ်ကသူ့ကိုလိုက်ဖမ်းနေတဲ့နာဇီစစ်သားတွေကိုအလိမ္မာသုံးပြီးအနိုင်ယူလိုက်တယ်မော်တော်ဆိုင်ကယ်စီးလာတဲ့စစ်သားအချို့ကိုလမ်းပေါ်ကနေတွန်းချလိုက်ပြီးဖခင်ဖြစ်သူနဲ့အတူနောက်ဆုံးမှာလွတ်မြောက်သွားခဲ့တယ်သူတို့လွတ်လာပေမဲ့တာဝန်ကတော့မပြီးသေးပါဘူးတားဖနှစ်ယောက်ဟာမာကုဖမ်းဆီးခံထားရတဲ့အီဂျစ်သဲကန်နာရစီကိုချက်ချင်းဥတီသွားကြတယ်မာကုကိုမကယ်တင်ခင်မှာဖခင်ရဲ့မှတ်တမ်းစာအုပ်ကိုအရင်ပြန်ယူရအောင်မယ်နာဇီစစ်သားလိုဝတ်ဆင်ပြီးစစ်တပ်စုဝေးတဲ့နေရာကိုတိတ်တဆိတ်ဝင်သွားကအဲဆာနဲ့နီးနီးကပ်ကပ်ဖြစ်အောင်လုပ်လိုက်တဲ့အဲ့ဒီအချိန်မှာဟစ်တလာကိုယ်တိုင်ရောက်ရှိနေပြီးကျန်းစာအုပ်တွေကိုမီးရှို့ဖို့အမိန့်ပေးနေတဲ့ကျန်းစာအုပ်တွေမီးထဲပါသွားတဲ့အခါအဲဆာကမျက်ရည်ကျရင်ကြည်နေတာကိုတွေးလိုက်ရတယ်ဒါကိုကြည့်ခြင်းအပြင်သူမမှာဘာသာရေးအပေါ်နက်နဲတဲ့ယုံကြည်မှုရှိနေသေးတာကိုသိလိုက်ရတယ်အခွင့်ကောင်းကိုအမိရယူပြီးဂျိုနက်စ်ကသူမစီကနေမှတ်တမ်းစာအုပ်ကိုတိတ်တဆိတ်ပြန်ယူလိုက်တယ်ထွက်ခွာခါနီးမှာဟစ်တလာနဲ့တဲ့တဲ့တိုးမိသွားတယ်။တန်တရားမဖြစ်အောင်ချက်ချင်းအသိဉာဏ်သုံးပြီးဟစ်တလာကိုမှတ်တမ်းစာအုပ်ပေါ်မှာလက်မှတ်ထိုးပေးဖို့တောင်းဆိုလိုက်ကအေးဆေးပဲလမ်းလျှောက်ထွက်လာခဲ့တယ်။ပြီးနောက်မှာတော့ဟယ်ရီနဲ့အတူအီဂျစ်ကိုသွားမဲ့လေယာဉ်တစ်စင်းပေါ်တက်သွားကြတယ်။လေယာဉ်ပေါ်မှာနာဇီအရာရှိတွေကဂျိုနက်ကိုရှာဖို့ခရီးသည်တိုင်းကိုစစ်ဆေးနေတယ်။ဝီယာဝစ်စလုတ်သူလိုဟန်ဆောင်ထားတဲ့ဂျိုနက်စ်က
အရာရှိတယောက်ကိုသူ့လက်မှတ်ပြခိုင်းလိုက်တဲ့အတွက်ဟိုစစ်သားကဂျိုနက်စ်ကိုလေယာဉ်ဝန်ထမ်းတယောက်လိုပဲထင်သွားတယ်။အရာရှိကသူ့ကိုဘေးကိုတွန်းထုတ်လိုက်တဲ့အတွက်ဂျိုနက်စ်အဖမ်းမခံရတော့ပဲလွတ်သွားတယ်။ဆင်းသက်ပြီးရင်နောက်တစ်ခေါက်ထပ်စစ်အောင်မယ်ဆိုတာသိတဲ့အတွက်ဂျိုနက်စ်နဲ့ဟယ်ရီတို့ဟာခရီးဆက်ဖို့အနီးနားကလေယာဉ်တစ်စင်းပေါ်ကိုတိတ်တဆိတ်တက်သွားကြတယ်။ကံမကောင်းစွာနဲ့ပဲနာဇီလေယာဉ်တစ်စင်းကသူတို့နောက်ကိုလိုက်လာတယ်။တက်ဆင်ထားတဲ့စက်တပ်နက်ကိုမြင်တဲ့အခါဟယ်ရီကိုနောက်ကလိုက်လာတဲ့သူတွေကိုပြစ်ခိုင်းလိုက်ပေမဲ့ဟယ်ရီကမတော်တဆသူတို့စီးလာတဲ့လေယာဉ်ကိုပဲထိခိုက်မိသွားတယ်။လေယာဉ်ကိုထိမရတော့ပဲလူသူကင်းမဲ့တဲ့နေရာတစ်ခုမှာအရေးပေါ်ဆင်းသက်လိုက်ရတယ်။ရန်သူလေယာဉ်ကလည်းသူတို့စီအလျင်အမြန်ရောက်လာနေပြီးအားလုံးမျှော်လင့်ချက်ကုံဆုံးသွားပြီလို့ထင်ရတဲ့အချိန်မှာဟယ်ရီကခိုးအုပ်တွေကိုကောင်းကင်ထဲကိုလွှတ်ပေးလိုက်တယ်။ခိုတွေကရန်သူလေရင်ရဲ့ပန်ကာထဲကိုတန်းတိုးဝင်သွားတဲ့အတွက်လေရင်ဟာသူတို့စီမရောက်ခင်မှာပဲပောက်ကွဲပြီးပြတ်ကျသွားခဲ့တယ်။ဦးတီယာကိုဘေးကင်းစွာရောက်ရှိပြီးနောက်ဂျိုနက်စ်နဲ့ဟယ်ရီတို့ဟာသူတို့ရဲ့ယုံကြည်ရတဲ့မဟာမိတ်ဆာလာနဲ့ပြန်လည်ဆုံတွေ့ကြတယ်။သူတို့အသက်ရှင်လျက်ပြန်လာတာကိုမြင်တော့ဆာလာတယောက်အတိုင်းမသိဝမ်းသာသွားတယ်။အဲ့ဒီအချိန်မှာဝေါ်တာကအီဂျစ်ဘုရင်တပါးစီကိုတန်မိုးကြီးစိန်ခံကားတစ်စီးပေးအပ်ပြီးရှေးဟောင်းသမိုင်းဝင်နေရာတွေကိုစူးစမ်းခွင့်ရဖို့ညှိနှိုင်းလိုက်တယ်။မာကူကတော့ဝေါ်ဒါစီမှာအဖမ်းခံထားရဆဲဖြစ်လို့ကဲတင်ဖို့ကအချိန်တိုအတွင်းလှုပ်ဆောင်ရမယ့်အရေးကြီးကိစ္စဖြစ်လာတယ်။ဘရင်မှာလည်းအင်အားကြီးတဲ့စစ်တပ်နဲ့အမြောက်တင်ကားတွေပိုင်ဆိုင်ထားတယ်။မကြခင်မှာပဲဝေါ်ဒါကဂျိုနက်စ်တို့ရှိတဲ့နေရာကိုတည်သွားပြီးတိုက်ခိုက်ဖို့နာဇီတပ်တွေကိုချက်ချင်းလွှတ်လိုက်တယ်။ဂျိုနက်စ်နဲ့သူ့အပေါင်းပါတွေလွတ်အောင်ပြေးနိုင်ခဲ့ပေမဲ့ပြင်းထန်တဲ့လက်နက်တွေတပ်ဆင်ထားတဲ့စစ်ကားကြီးတစ်စီးသူတို့ရှေ့ကိုရောက်လာတဲ့ကားကြီးကသူတို့စီကိုတိုးဝင်လာနေတာကြောင့်တစ်ချက်မှားရင်အသက်သေဖို့ပဲရှိတယ်။စစ်ကားတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးအဲ့ဒီပယံမရာအခြေအနေမှာဂျိုနက်စ်ကသူ့အပေါင်းပါတွေလွတ်မြောက်ဖို့အတွက်အသက်ကိုပဒါနမထားပဲကူညီပေးခဲ့တယ်။ဒါပေမဲ့နောက်ဆုံးကျန်တဲ့နာဇီစစ်သားကိုတိုက်ခိုက်ရင်းနဲ့ပဲသူလွတ်အောင်ခုန်ချဖို့အချိန်လွဲသွားတယ်။စစ်ကားကြီးက6ကန်းပါးစွန်းကနေပြုတ်ကျသွားပြီးအောက်က6ထဲကိုပျောက်ကွယ်သွားတယ်။အဲ့ဒီလောက်အမြင့်ကနေပြုတ်ကျတာကိုဘယ်သူမှမရှင်နိုင်တော့ဘူးလို့ထင်ပြီးဟယ်ရီနဲ့အခြားသူတွေအလွန်ဝမ်းနည်းကြတယ်။ဂျိုနက်စ်တယောက်သူတို့ကိုကယ်ဖို့အသက်ဆွန့်သွားပြီလို့ပဲထင်လိုက်ကြတယ်။လူတိုင်းကဂျိုနက်စ်တေပြီလို့ယုံကြည်နေချိန်မှာပဲသူကနောက်ကနေရုတ်တရက်ပေါ်လာတယ်။ကားကြီး6ထဲမကြခင်လေးမှာပဲသူခုန်ချလိုက်တာလို့ပြောပြလိုက်တဲ့သားဖြစ်သူအသက်ရှင်နေတာကိုမြင်တော့ဟယ်ရီဝမ်းသာလွန်းလို့မျက်ရည်ကျရတယ်။ပြီးနောက်မှာတော့ Holy Grail ရှိမယ်လို့ယုံကြည်ရတဲ့ဒဏ္ဍာရီလာနေရာကိုမြင်းတွေနဲ့ဆက်ပြီးသွားကြတယ်။ရှေးဟောင်းဘုရားကျောင်းထဲရောက်တဲ့အခါဝေါ်ဒါနဲ့သူ့လူတွေရောက်နေတာကိုတွေ့လိုက်ရတယ်။ခွဲရောက်စီသွားတဲ့လမ်းမှာတေးစေနိုင်တဲ့ထောင်ချောက်တွေနဲ့ပြည့်နေပြီးရှေ့ဆက်မဲ့သူတွေကိုစမ်းသပ်နေတယ်လို့ပါပဲဘလောက်အနေရများလဲဆိုတာပြဖို့ဝေါ်တာကသူ့လူတယောက်ကိုပထမဆုံးလမ်းကြောင်းနဲ့အတေးဝင်ခိုင်းလိုက်တယ်စက္ကန့်ပိုင်းအတွင်းမှာပဲအဲ့ဒီလူရဲ့ခေါင်းကိုဓားသွားတွေနဲ့လှိဖြတ်လိုက်တယ်လို့မျိုးချက်ချင်းပြတ်ထွက်သွားခဲ့တယ်ထောင်ချောက်တွေကတေးစေနိုင်မှန်းတီးလိုက်တဲ့အခါဝေါ်တာကဂျိုနက်စ်နဲ့သူ့အပေါင်းပါတွေကိုဖမ်းလိုက်ပြီး Holy Grail ခွက်တော်ကိုရှာပေးဖို့အမိန့်ပေးတယ်ဂျိုနက်စ်ကညှင်းဆန်ပေမဲ့ဝေါ်တာကဟယ်ရီကိုချက်ချင်းပစ်လိုက်တဲ့အတွက်ဟယ်ရီပြင်းထန်စွာဒဏ်ရာရသွားတယ် Holy Grail တခုပဲဟယ်ရီကိုကယ်နိုင်မယ်လို့ဝေါ်တာကအေးဆက်ဆက်ပြောလိုက်တဲ့အတွက်ဂျိုနက်စ်တယောက်တည်းဒီသေးမင်းလန်းနဲ့ဝင်သွားရတော့တယ်ဟယ်ရီရဲ့မှတ်တမ်းထဲမှာစိန်ခေါ်မှုတိုင်းအတွက်အရေးအမြွက်တွေပါနေတယ်ပထမဆုံးစိန်ခေါ်မှုကတော့ဖျားသခင်ရှေ့မှာကိုနှိမ်ချတဲ့သူမှသာဖြစ်နိုင်မယ်ဆိုတာပါပဲအဲ့ဒီစကားကိုသတိရပြီးဂျိုနက်စ်ကအချိန်ကိုက်ဒူးထောက်လိုက်တဲ့အခါလေထဲမှာလဲပတ်နေတဲ့ဓားသွားကြီးတွေကသူ့ခေါင်းပေါ်ကနေဖြတ်သွားပြီးသူအသက်ရှင်ခဲ့တယ်ဒုတိယစိန်ခေါ်မှုကတော့စာလုံးတွေရေးထိုးထားတဲ့ကြောက်ပြားတွေနဲ့ပြည့်နေတဲ့ကျမ်းပြင်မှာတလန်းမာတာနဲ့တေမင်းပါပဲမှတ်တမ်းတွေကအရေးအမြွက်တွေကိုသုံးပြီးဂျိုနက်စ်ကဖျားသခင်ရဲ့နာမတော်ကိုစာလုံးပေါင်းပြီးမှန်ကန်တဲ့ကြောက်ပြားတွေပေါ်မှာပဲနင်းလျှောက်ကအခန်းကိုဖျက်ကျော်နိုင်ခဲ့တယ်။နောက်ဆုံးစိန်ခေါ်မှုကတော့ဖြစ်နိုင်ခြေမရှိသလိုပါပဲ။၆ကြီးကလမ်းကိုပိတ်ထားပြီးတရားလည်းမရှိဘူး။မှတ်တမ်းထဲမှာဖျားသခင်အပေါ်အကျွမ်းမဲ့ယုံကြည်မှုထားဖို့ရေးထားတယ်။အဲ့ဒီစကားကိုယုံကြည်ပြီးဂျိုနက်စ်ကဟာလာဟင်းလေးနေရာတွေကိုခုန်ချလိုက်တဲ့အခါသူ့အလေးချိန်ကိုထိန်းထားပေးတဲ့မမြင်နိုင်တဲ့တရားတစ်ခုရှိနေတာကိုတွေးလိုက်ရတယ်။သူကဖုံမှုတွေကိုဖြန်းလိုက်တဲ့အခါလျှို့ဝှက်လမ်းကြောင်းပေါ်လာပြီးဟိုဘက်ခန်းကိုလုံခြုံစွာရောက်သွားတယ်။အဲ့ဒီမှာရာစုနှစ်ပေါင်းများစွာက Holy Grail ကိုစတွေ့ခဲ့တဲ့ညီကို၃ယောက်ထဲကတယောက်ဖြစ်တဲ့ရှေးခေတ်သူရဲကောင်းတစ်ယောက်နဲ့တွေ့တယ်။သူကအဲ့ဒီထဲမှာပဲနေလာတာရာစုနှစ်ပေါင်းများစွာရှိပြီဖြစ်ပြီးဂရေယုတ်ခွတ်တော်တွေကရေကိုတောက်သုံးရင်းအသက်ရှင်နေတာပါ
ခဏကြာမှဝေါ်ဒါနဲ့အဲဆာတို့အခန်းထဲရောက်လာကြတယ်။အဲ့ဒီမှာခွက်တွေအများကြီးပြထားတယ်။အစ်စ်ကိုမခွဲခြားနိုင်တဲ့ဝေါ်ဒါကအဲဆာကိုအားကိုးလိုက်တယ်။သူမကလှပတဲ့ရွှေခွက်တစ်လုံးကိုရွေးပြီးသူ့ကိုပေးလိုက်တယ်။ကိုနိုင်သွားပြီလို့ထင်ပြီးဝေါ်ဒါကရေဖြည့်တောက်လိုက်တဲ့ချက်ချင်းဆိုသလိုပဲသူ့ခန္ဓာကိုယ်ကအမြန်နှုံးနဲ့အိုမင်းသွားတယ်။သပင်တွေအကုန်ဖြူသွားပြီးအသားရည်တွေလည်းဆွေးမြေ့သွားကခဏလေးတွင်းမှာပဲအယိုးစုအဖြစ်ပြိုလဲသွားခဲ့တယ်။သူရဲကောင်းကဝေါ်ဒါရွေးလိုက်တာမှားသွားကြောင်းရွှေခွက်လှလှကြီးကအတူတာဖြစ်ကြောင်းအေးဆေးပဲရှင်းပြတယ်။ဂျိုနက်စ်ကကြံနေတဲ့ခွက်တွေကိုဂယုတစိုက်လေးလာကြည့်ပြီးတောက်ပတဲ့ရတနာတွေနောက်မှာပုံးဝယ်နေတဲ့တစ်သားခွက်ရိုးရိုးလေးကိုသတိထားမိသွားတယ်။ယေရှုဟာလက်သမားတစ်ယောက်အနေနဲ့ရိုးရိုးရှင်းရှင်းပဲနေထိုင်ခဲ့တယ်ဆိုတာကိုသတိရလိုက်တဲ့အခါဂျိုနက်စ်ကဒီလိုရိုးရှင်းတဲ့ခွက်ကပဲအစစ်အမှန်ဖြစ်နိုင်ခြေရှိတယ်ဆိုတာနားလည်သွားတယ်ယေရှုကလက်သမားဆိုတော့တကယ် Holy Grail ခွက်တော်ကြီးကဒီလိုရွှေခွက်လှလှကြီးဖြစ်เสียအကြောင်းမရှိဘူးလေဒါကြောင့်သူကရိုးရိုးတစ်သားခွက်ကိုပဲရွေးလိုက်တယ်သူ့ယူအစကိုစမ်းတက်ဖို့ရေးဖြည့်ပြီးတောက်လိုက်တဲ့အခါအဲ့ဒါတကယ် Holy Grail အစစ်ဖြစ်ကြောင်းချက်ချင်းအတည်ပြုနိုင်ခဲ့တယ်ရှေးခေတ်သူရဲကောင်းကအရေးကြီးတဲ့အမှန်တရားတစ်ခုကိုပြောပြတယ်။ Grail ရဲ့အံ့ဖွယ်စွမ်းအားတွေကဒီဖျားเจ้าတော်ထဲမှာပဲရှိတာတဲ့။ထာဝရအသက်ကိုလိုချင်တဲ့သူတိုင်းဒီမှာပဲထာဝရနေရမှာဖြစ်ပြီးခွက်ကိုတော့အပြင်ဘက်ကိုယူသွားလို့မရဘူး။ဒါကိုသိလိုက်တဲ့အခါဂျိုနက်စ်ကဖခင်ဖြစ်သူကိုကယ်ဖို့အမြန်သွားလိုက်တယ်။ဟယ်ရီကို Grail ထဲကရေတိုက်လိုက်တဲ့အခါတောက်လိုက်တာနဲ့သူ့တန်ရာတွေအကုန်ပြောက်ပြီးနာကျင်မှုတွေလည်းကင်းစင်သွားတဲ့အတွက်ခွက်ရဲ့ထူးခြားတဲ့စွမ်းအားကိုသက်သေပြလိုက်တယ်လို့ပါပဲ။ဒါပေမဲ့အဲဆာကတော့ရောဘဇောကတ်နေတဲ့ဂျိုနက်စ်တို့အကြိမ်ကြိမ်သတိပေးနေတဲ့ကြားကပဲ Holy Grail ကိုခိုးယူပြီးဖျားเจ้าထဲကနေအပြင်ကိုထွက်ပြေးဖို့ကြိုးစားတယ်။သူမကနယ်နိမိတ်ကိုကြော်လိုက်တာနဲ့ဖျားเจ้าတစ်စင်းလုံးပြိုကျပါတော့တယ်။ဖျားเจ้าရဲ့စီးမြင်းကိုချိုးဖောက်လိုက်တဲ့အတွက်မြေငလျင်ပြင်းပြင်းထန်ထန်လှုပ်ခါသွားတယ်။ Holy Grail ကအဲဆာလက်ထဲကနေချော်ကျပြီးချောင်းနဲ့ကြီးတဲ့ကိုပြုတ်ကျသွားတယ်။ဂျိုနက်စ်ကသူမကိုကယ်ဖို့အသေးအတန်လှမ်းဆွဲလိုက်ပြီးခြောက်ထဲလဲပြန်နေတဲ့သူမလက်ကိုဖမ်းမိလိုက်တယ်။အဲ့ဒီအချိန်ထိတောင်အဲဆာကမသေးခြင်းနဲ့လောဘစိတ်ကိုမစွန့်နိုင်ပဲကိုကယ်မဲ့အစားပြုတ်ကျနေတဲ့ Grail ခွက်တော်ကိုပဲလှမ်းဖမ်းဖို့လုပ်နေတယ်။နောက်ဆုံးမှာတော့သူမလက်လွတ်သွားပြီးပြိုကျနေတဲ့ဖျားเจ้าရဲ့အောက်ခြေထဲကိုပြုတ်ကျသွားခဲ့တယ်။ဂျိုနက်စ်တယောက် Holy Grail ကိုလှမ်းယူဖို့စိတ်ကူးမိသေးပေမဲ့အချို့သောယတနာတွေကိုလူသားတွေဘယ်တော့မှမပိုင်ဆိုင်သင့်ဘူးဆိုတာကိုဖခင်ဖြစ်သူဟယ်ရီကသတိပေးလိုက်တယ်။မတော်မတရားသူတွေလက်ထဲရောက်သွားရင်ဒီလိုစွမ်းအားမျိုးကဘယ်သူမှမခံမန်းနိုင်တဲ့ပျက်စီးခြင်းတွေကိုယူဆောင်လာလိမ့်မယ်။ဖခင်ရဲ့ဆုံးမစကားကိုနားထောင်ပြီးဂျိုနက်စ်က Grail ခွက်တော်ကိုမြေကြီးထဲမှာပဲထာဝရပျောက်ကွယ်သွားအောင်လွှတ်ပေးလိုက်တယ်။ဖျားเจ้าတစ်စင်းလုံးပြိုကျနေတဲ့ကြားကဂျိုနက်စ်နဲ့ဟယ်ရီတို့အမြန်ဆုံးထွက်ပြေးခဲ့ကြတယ်။မထွက်ခွာခင်မှာဂျိုနက်နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါရှေးဟောင်းသူရဲကောင်းကြီးအခန်းထဲမှာတည်ငြိမ်စွာရပ်နေတာကိုမြင်လိုက်ရတယ်။ထွက်ပြေးဖို့စ조사မဲ့အစားသူရဲကောင်းကအေးဆေးပဲလက်မြောက်ပြီးနှုတ်ဆက်သွားတယ်။ Grail ခွက်တော်ကနောက်တစ်ခါအလွဲသုံးစားလုပ်ခံရတော့မှမဟုတ်တော့တဲ့အတွက်သူစိတ်ကျေနပ်သွားပုံမှာပဲရာစုနှစ်ပေါင်းများစွာသူတောင်းတခဲ့တဲ့ထာဝရအသက်ဆိုတဲ့ထောင်ချောက်ထဲကနေနောက်ဆုံးတော့သူလွတ်မြောက်ပြီးအဆုံးသက်ကိုတည်ငြိမ်စွာပဲလက်ခံသွားခဲ့တယ်။ဂျိုနက်စ်နဲ့ဟယ်ရီတို့ဖျားเจ้าကနေအတူတူထွက်လာခဲ့ကြတယ်။ဒီခီးစဉ်ကသူတို့ရဲ့ဘဝကိုပြောင်းလဲသွားစေသလို Holy Grail ဒဏ္ဍာရီရဲ့အမှန်တရားကိုလည်းအပြည့်အဝနားလည်သွားစေခဲ့တယ်။သူတို့ရဲ့မယုံနိုင်စရာစွန့်စားခန်းဒီမှာပဲအဆုံးသတ်သွားပြီးနောင်လာမယ့်မျိုးဆက်သစ်စူးစမ်းရှာဖွေသူတွေနဲ့သမိုင်းပညာရှင်တွေကိုစိတ်အားတက်ကြွစေမယ့်ဒဏ္ဍာရီပုံမြင်တစ်ခုအဖြစ်အမှတ်တရကျန်ရစ်ခဲ့ပါလိမ့်မယ်။ငါတို့ရဲ့ဇလန်းကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီ။ကျိုးဝက်စမ်းကြဲတဲ့ဇာတ်ကားတွေအမြဲကြည့်ရှုနိုင်ဖို့ channel လေးကို subscribe လုပ်သွားကြပါနော်။ကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။